ပြဿနာတွေကတော့စပြီးကြောက်ခိုင်းဒါမင်းတို့ပြောရလေတုံ့ပြန်မှုတွေကတော့လာတော့မယ်ဆိုတာတို့ဘာလို့ကြောင်ရုံးပြန်ရုံးကလည်းချင်းလူတိပြီးတော့အေးပြန်မယ်ကွာလိုင်းပေါ်လည်းတည်ရင်တော်တော်စုံနေတက်တော့တယောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းတည်င်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လမ်းခီးလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လမ်းခီးကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါ့ရဲ့အချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူးအေးလေဖျောက်ကွန်မန့်နေရှောက်မှန်းမနေနဲ့ဦးမင်းအစဲခံနေအောင်မယ်အေးပါမမှတ်ပါဘူးကွာအေးကွာအဲ့ဒါတွေကလည်းတစ်မျိုးဘာလို့တွေကလည်းအစဲခံမှာဆိုလို့မျိုးသိပ်ထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေတော့ပဲငါတို့လည်းဘယ်လိုပြောရမှန်းမသိတော့အေးကွာဟာဦးကြီးလာဦးတော်နိုင်လည်းပါလာတာဟုတ်အေးကွာငါမင်းရောက်နေတဲ့ဆိုတော့ငါမင်းတွေ့ကျင်နေတာကိုကြီးစီရောက်တော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်ပါမလားဒီမှာကျွန်တော်တငယ်ချင်းတွေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခတဲ့ဟုတ်ကဲ့ပါဗျဦးညီနဲ့တော့မိတ်ဆက်ပြီးပါပြီဟုတ်ကဲ့ငါပြောတော့ဟိုကလေဒီမှာအေးဆေးပဲမို့လားမင်းတို့ဘယ်တော့ကြာနေဦးမှာအရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လည်းမိတ်ဆက်ပေးရအောင်မယ်ဒါကတော့ငါတို့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာလေဟုတ်ကဲ့ပါကျွန်တော်တော်တာပါဟုတ်ကဲ့ပါဗျာဟုတ်လေရွာမောအေးဆေးပဲအေးဆေးပဲလားဆိုတော့လေအေးဆေးလိုပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတပည့်လူငယ်ပိုင်းတွေပေါ့လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ကိုကြခိုင်းတခြားရွာတွေပါမစုံတော့တာလိုင်းပေါ်တော့လည်းတည်င်းရလည်းစုံနေရမှာပဲအခုဦးညီတို့ရွာတော်မှာလိုင်းပေါ်မှာပြာကျနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မှတော်ပါသေးတယ်ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနကငါပြောသလိုလူငယ်ပိုင်းပေါ့အလုပ်သွားလုပ်မယ်ဆိုပြီးပျောက်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာတွေညာတွေဖြစ်တော့တော့ရဲသွားမယ်ဆိုတော့ငါမလည်းထမ်းထိန်တာဟဲ့မင်းတော့ရဲပါသွားလို့အဲ့ဒါလေနားယောင်တာနားယောင်တာ
ဟိုကောင်စံခဲတို့သုံးကြောင့်ဒီကောင်မှနားရောက်သွားတာစေးဟုတ်တယ်ဘာထူးလဲရောဘာမှမထူးအကြောင်းလည်းမပြန်ဘူး ဟေ့အเจ้าပြန်တယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူပါအောင်အကောင့်ဆက်သုံးလို့လား ဟာသူလည်းငါ့လိုအကောက်တူကွာ အကောင့်မင်းဘယ်လိုလုပ်ပြန်လာတော့လို့စောက် ဒါပေမဲ့သူတင်တဲ့သတင်းတွေကအကုန်မှန်တယ်လေ ဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလုတ်ပြီးလုတ်နေရလဲ ကောင်းပေါင်းဆောင်တဲ့ တစ်ဖက်ကမင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးက ဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တယ်အများကြီးပဲရတယ်လေ ဘေးပေါ့ဟို like တွေအများကြီးရတော့ကွာကျော်ဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူတို့အော်စီကိုသွားတဲ့လူတို့အကုန်လုံးတော့အဆင်ပြေနေပြီနော် အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေ ဘာပြောလဲ ဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်ချောင်းထောင်လိုက်ပြီးနေပြီ မင်းတို့နေရာပါဇက်ပိုက်ထားလိုက်မင်းတို့နေရာလုံးပါဇက်ကိုပိုက်ထားလိုက် ဘာလို့ ဟမ်ငါအစိုးရတဲ့တော်တဲ့ကိုသွားပါမယ်ပြောတော့မွေကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ပေါ့ဟိုတော်တဲ့ကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်း မင်းကွာအဲ့ဒီဟုတ်လို့လား မင်းတို့သုံးကောင်တိုင်ပတ်နေဟုတ်လားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာ ဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ် အခွင့်အရေး ဟုတ်တယ် မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဒုပြမလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ရတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါဘော ဟုတ်တယ် ဩလွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ် လွယ်ပါတယ်ဗျာလွယ်ပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ကပြစ်လိုက်မှာပေါ့အယူဟုတ်အန္တရာယ်ပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲကနေမှာမှတ်ထားဟောတော်ကြောင်တော် ငါလက်တွေကပါသွားတယ် ဟောလူကြီးပဲကွာလောက်ပါ ဘာလို့လောက်ပါသေးလဲကွာ ဟုတ်လေကွာလူကြီးပဲ ဒီဘက်ရောငါကြည့်နေတာကြာပြီ တူတူပြော ဘာလို့တိုးပြောမှာဟိုမင်းတက်ထဲက3ရင်းနဲ့ထွက်လာလို့တော့3ပွင့်နဲ့တာထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မလဲမသိဘူးဟောလာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်လေကြီးကနေဖြစ်သွားမယ် နေမင်းကဘသူ့ကိုလက်တို့ပါ ငါလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြဿနာတက်သွားမှာပေါ့ ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လား နေစမ်းပါကွာဘာယူမင်းတို့ရွာလေးကတာယာလိုက်တာပါအေးစီလေးအဲ့ဒါမင်းဒီเจ้าကိုဘာလို့ခေါ်လာ ဒါကငါတက်ခဲ့တဲ့အကြောင်းလေငါတက်တုံးကဆရာမတွေကတော့ပင်စင်နေယူကုန်ပြီဒါပေမဲ့တချို့ငါတငယ်ချင်းတွေကတော့ဒီเจ้าမှာဆရာမတွေပြန်လုပ်နေတာဝိဒနာဝီဘာဖြစ်လို့လဲ အာယူခလေးအစာအစိတ်တင်လို့ဒေါက်တာမင်းလေးစေးကပို့မှဖြစ်မယ် လာအဲ့ဆိုမြန်သွားမရပါဘူးလာကျေးဇူးတင်ပါတယ်ဆရာမတို့ရေအကွာယူလည်းကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်ဒီခေါက်လာလဲမအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ် ရပါတယ်ဗျာကုညီရမယ့်တာဝန်ရှိလို့ကုညီတာပါခလေးကပြောဆိုင်လာ ဟိုခလေးကမတက်တာသေးလို့အเจ้าမထက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าအောင်ကြီးကိုတခြားလေးပြောပေးထားပါမယ် ဟုတ်ကဲ့ပါဆရာမဟုတ်ဟိုကလေးတော့ဘာမှအစိုးရစရာမရှိဘူးတခုဆိုရင်စေတန်းတော့လာခဲ့တယ်ဒီလိုမလာအောင်ဆိုလို့ရှိရင်ဖုန်းတာဆက်ဆရာလာခဲ့တယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာဟောအားလုံးကျေးဇူးတင်ပါတယ်ဗျာတောင်းကြည့်ပါဦးနော်ပါဟုတ်အာယူမင်းတို့ရွာပြန်ရောက်နေရဆိုတာဥဒ္ဒရာကြီးပြောပြလို့ငါသိပြီးပါပြီကွာငါတော့မင်းတို့စီလာအောင်မလို့ ကိုမင်းလေးရွာမှာစေကံပွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်လာဖို့လည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်တိုက်ဆိုင်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေတ္တာတဲ့သူကတော့ဝိကြီးဟုတ်ကဲ့ပါဝမ်းသာပါတယ်ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရပါဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်
ဟိုရှမ်းဦးမှာရောအချင်းကြီးအေးဆေးပဲလားဟိုလိုက်မှာတော့တတိနေရစုံနေရပဲကွာ ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော် ဟုတ်ပါလေဆရာကောင်းပါတယ် ပေါ့ပါလေ အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမင်းတို့ကတတိရလိုက်တယ် ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှာလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာဘုံဝင်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာ ငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်စုတ်ခွာသွားကြတယ်ဟိုအဲ့လိုစုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာလို့လည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ်သွားပါဘူး ဩဒီလိုညောင်ငါမေးအောင်မေးဒီလိုတောက်ချောက်ကြောင်းသွားနေရလားကြောင်းထွက်ကြ ထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆီယမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲ ဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလား ရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုတဲ့စိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုတဲ့စိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာ ပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စာဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါ ဒီလိုစင်ရောပြေကြရလား အဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေ ကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတားတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတုန်းကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်ဖြစ်သွားမှာတကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးလည်းတာဝန်လေးတယ် ဒါဘောဆရာကြီးမှန်တာပေါ့အနုပညာသမားကတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်တော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ် တင်တို့ရဲ့စီးပွားရေးလုပ်ငန်းများအတွက်အံ့ဩဖွယ်ကောင်းလောက်အောင်ကျယ်ဝန်းပြီးတန်ရှင်းတက်ရက်စွာနဲ့တည်ဆောက်ထားတဲ့ကျွန်တော်တို့ရဲ့မီဒီယာစင်တာမှာဆိုရင်ရုံးခန်းများကိုနှားရနိုင်ပါတယ်။အစင်းမြင့်စနစ်တွေပါတဲ့တက်လီကား၄စင်းနဲ့ခင်မီရဲ့ဆက်လီကား2စင်းကတင်းလို့တက်အစင်းအတွက်တက်တောင့်တက်တာရှိမှုကိုဖန်တီးပေးမှာဖြစ်ပါတယ်။ ထိတ်တန့်ရည်ချင်းရှိသူများနဲ့ဧည့်သည်များကိုဆွဲဆောင်နိုင်စေရန်တင်းနှင်းစင်လုပ်ငန်းဆောင်တာများကိုလွယ်ကူချောမွေ့စွာလက်ပတ်နိုင်ဖို့အတွက်ရန်ကုန်မြို့ရဲ့သွာလာရလွယ်ကူတဲ့နေရာမှာရှိတဲ့မီဒီယာစင်တာကနေဝန်ဆောင်မှုအပြည့်နဲ့ကြိုဆိုလိုက်ပါတယ်။အနာဂတ်အတွက်အထူးစီမံထားတဲ့လုပ်ငန်းများတွေဖြစ်ဖြစ်လက်ရှိလက်ပတ်နေတဲ့လုပ်ငန်းတွေအတွက်ရုံးခန်းလိုအပ်ချက်ရှိရင်ပဲဖြစ်ဖြစ်လုပ်ငန်းတိုးချဲ့ကျင်တာပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိခဲ့ရင်တော့တင်လို့အတွက်ရုံးခန်းနေရာတွေကအသင့်ရှိနေပါတယ်။တင်လုပ်ငန်းအတွက်နှစ်တူနှစ်ရှည်အငှားစနစ်ကိုကိုယ်တိုင်စိတ်ကြိုက်ဖန်တီးနိုင်ဖို့ Public Asset Area Media Center ဖုန်းနံပါတ်39 6839 131 166အမှတ်15မိုးကောင်းလန်ဘောက်တော်ရင်းနှီးမြို့နယ်ကိုအရောက်လန်းလာဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပြီ။မင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်။နောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်။မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ ဒါတော့မှကျုပ်ရောက်တာမြန်လို့ညမဆိုဒီ၃កောင်ကိုသေပြီဟာသေးစရာလားကျွန်တော်တို့၃កောင်ဒီကောင်တွေကိုအသာလေးထိနိုင်တယ်ရှင်းတော့တိုက်
တိုက်ရုံဝင်သားလို့ကဟိုကျွန်တော်လက်ကတည်းကရာကိုင်းတော့ညာနေပါလေသူမတိတယ်တော့နန်းကမရအောင်အဲ့လိုဘရိတ်ကိုထင်းလို့မရအောင်အဲ့လိုလုံးလိုက်ပါတက်ကပြောကိုကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာခံရဆိုတာလည်းမစိုးဘူးတော့နည်းလေးရပါတော့ပြောရပြောကိုရှော့ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြဦးရလေဗျာသူရဲကောင်းဆိုတာဒဏ်ရာနဲ့တော့ဘယ်ခင်းမှာမလဲဗျာဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရတော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလားခက်ဆန်းကြီးမင်းကဘယ် post မှာတွားပြီးတော့ဟာတွားပေးရလေဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံနေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးတွားပေးလိုက်တယ်အဲ့ပြဿနာတက်တာစံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုတွားပြီးတော့ဟာတွားပေးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကျုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်လားကဲတော်ပြီကဲမင်းတို့တော့လို့ဒေါက်တာမင်းလေးစီကိုတော့ပြဖို့လို့အာယူညာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်သားလေးဟုတ်ကဲ့ဦးလုံးကြီးသွားလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိပြန်ပြီကဲသွားတော့ဗာမင်းမလဲသွားခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးရင်အကောင့်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ကျွန်တော်တို့အကောင့်တူသုံးတော့အဲ့ဒီရွာသိရပေါ့ဒီမှာအချင်းငတ်တူလေးတို့ကတော့ခင်ဗျားတို့အကောင့်မလားဟိုကျွန်တော်တော့လုံးမိတကောင့်နဲ့သုံးတာပါအချင်းငတ်တူလေးကကျွန်တော်အကောင့်ကိုဟဲဆရာတော်ကျွန်တော်ဖန်ဖြစ်နေပြီတော့ဒါတော့ပုံမတင်ရသေးဘူးဟိုဘက်ရွာနေသိရအောင်ကျမလည်းသိကျမတင်တဲ့ post အောင်ပါဗါတဲ့လှလိုက်တာဆီယမလေးရေဆိုအရှင်မန့်နာမလားဟုတ်တယ်လာနေတာဆီယမလေးဆိုကျွန်တော်ဘာဘူးဖြစ်စံစုံကောင်းနေကျွန်တော်မှန်းလိုက်တာလေးဆီယမရဲ့ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ညာတော့ပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရည်လေရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကဲမှာမဟုတ်နော်ဦးတိုက်ထုံးပြောတာမင်းတို့ကြားရမလားအေးဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီသွားတော့နော်ပြန်လို့ရပြီဟုတ်ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့နဲ့ထိုင်ဟုတ်ဖြစ်နော်ဟုတ်နော်ခံနေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ်ဆရာမလေးဘာဘူးဖြစ်စုံကောက်စားကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှန်အဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆရာမလေးဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာပေါင်းနေမှမသိကဲဘာယူညဒီရွေးကောက်ပွဲဘယ်လိုနေလဲပွင့်နေတိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာကိုမင်းလေကျွန်တော်သိတဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်စိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြတယ်ပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေရတယ်ရှိနေကြသေးတော့ပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဘဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးအကန်နေဖြစ်ကုန်ကြတာဗောဗျာအဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒီခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်
အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လည်းမဟုတ်ပြန်ဟာခတ်တော့ခတ်တယ်ကြားရဲကကျွန်တော်တို့ပြည်သူတွေကလေဂျောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းသပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာ အေးကွာဒီဘာဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အေးအသုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်အာယူနေအခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားလဲနင်ဘာလို့မငါနဲ့တူနေမလားလို့လေကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ပါဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာလူမှန်ရမှလမ်းမှန်ကြောမလားအေးဟုတ်တယ်ဗညာလည်းပါရောကွာမိမောင်ဒီကောင်ကြီးတိုးရဲရောက်သွားတာမဟုတ်ဘူးလားအေးဟုတ်တယ်လေဘလို့ရွာပြန်ရောက်နေတာဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲမင်းတို့လည်းငါတကယ်အောင်ရတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ်တော့ရွေချက်ခံချက်ကရှင်းတယ်လို့တော်နေပြီမင်းတို့ဟာအဲ့ဒီလိုလုံးမှတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီမင်းတို့ဘာလုပ်ပြီဟမ်ကျုပ်တို့အဲ့ဒီလုပ်တာမဟုတ်စိတ်ရနာရှင်ကိုလုပ်တယ်စိတ်ရနာရှင်အဲ့ဒီစကားကိုသိနားမလဲလို့ရှင်းပြစမ်းပါမင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာကျုပ်မှာပြေးရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျုပ်တို့လုပ်တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုပ်ငါတို့ထုံးမှာအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲယူငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လှန်ရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြောရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့ဟေးမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲကိုတော်ရကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့ဘာ
ဘာဖြစ်လို့ရှစ်ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတယ်မြေပြင်ချင်းတွေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေကြတာနားမရဘူးကျွန်တော်တို့အားလုံးပြောပြမှပဲရတော့မယ် ကိုမင်းလည်းပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကိုသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာပြတာပြလို့ရတယ်ကွာဒီနိုင်ငံလုံးတိုင်းတာနဲ့ကြတော့လွယ်ပါမလားအာယူဩမင်းရလေကွာအဲ့ဒါတော့ကိုဒေတာကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားလိမ့်မယ်လေ မဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနေတာပါ အခုလာမယ့်ဒီဇင်ဘာ28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ယှက်တဲ့သူတွေကိုလည်းပဲအရေးယူမဲ့ဥပဒေတွေပုံမှန်ထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်ဘူးမလိုပါဘူး စိတ်မပူလို့တော့မရဘူးတော့ဦးလေကြော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်နဲ့ဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိပါဘူး ဘယ်လိုစိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလဲစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါသွားတာပဲအဲ့ဒါပဲမကြောက်ဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကောင်လုံးကောင် ခုမှတော့ဘူလာလုံးနေမင်းကပြောသားပဲစောကြီးတဲ့အဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန် ဟဲ့မင်းတို့တကောင်ကလိုက်ရှာနေ မတော်နေတော့လေကွာကြီးတက်နေကိုကြီးဟုတ်နေပါ မင်းတို့ကရွာပြန်လို့မရတော့မလားဟမ် တယ်ရွာပြန်ကျွန်တော်တို့အကုန်ဆွဲစီးတော့မှာဗျလှုပ်ထားရတော်တော်များသွားပြီ ဟဲ့ဟောဦးတော်လိုက်ဒီဆက်သွယ်ပြီးတော့ခံကလေးလက်မှတ်ထိုးလိုက် အာခံဝန်ဂတိဒီမှာလက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝန်ဂတိလက်မှတ်ထိုးလဲမင်းတို့စောင့်ကြည့်ပြီးတော့ဆွဲစီမှာပဲ ဒါဆိုကျုပ်တို့ကဘာလုပ်အောင်မလဲဗျာ ဟာမင်းတို့တော်တော့သွားကွာစစ်တင်တန်းနဲ့ပါတက်လာပြီးနိုင်ငံရေးခိုးလို့ခွင့်တောင်းအမေရိကန်ရောက်အောင်တို့ဒါပဲရှိတာလေ ဟောကျုံတော့ဘူးကကူညီမှာလေကူက ငါကူညီမှာပေါ့ငါကူညီမှာမဟုတ်မင်းတို့လိုက်ရှာနေတာလေ ကိုတော့မအခုထမင်းစားဖို့တော့ပြဿနာတက်နေရနော် မပူနဲ့အဲ့ဒီဟာတော့ကတော့အေးစိတ်မိုင်းတာလေငါကူညီပေးမယ်လို့မင်းတို့ပြောပြီးသားကွာ အဲ့ဆိုတော်ရရောက်ရင်ရောကျုပ်တို့ကဘာလုပ် မင်းတို့ကမှစစ်တင်တန်းတွေပါတက်ပြီးရင်မင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook မှာတင်အဲ့ဒီမှာနိုင်ငံရေးခိုးလို့ခွင့်ရအောင်တော့ရှင်းလား ဟာအဲ့လောက်မလွယ်ဘူးထင်တယ်နော် လွှဲအောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာတို့အကုန်လုံးအစီတို့အမေရိကန်တို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ကြောင့်မှတိုင်ပတ်နေတယ် ဒါကတော့သူတို့သမိုင်းသူတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေးကောက်ပွဲဆိုတာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုကျိုးတို့ရွာလူကြီးနားလည်အောင်လို့အစည်းအဝေးခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့တူတယ်ကောင်းတယ် ဒီနေ့စည်းဝေးကိုတက်ရောက်လာကြတဲ့ရပ်သူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ်အစည်းအဝေးဆိုတာတဲ့ကျွန်တော်တို့ရဲ့ရပ်သူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါဒါကြောင့်မလို့လဲဒေါက်တာမင်းလွင်တို့လိုဦးတိုက်ထွန်းတို့လိုရွာကိုပြန်ရောက်လာတဲ့အာယုတို့လိုသူတို့တွေရဲ့အကြံပေးချက်အရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဒီလောက်ပဲပြောချင်ပါတယ်ဘယ်လိုလဲပြောပါဦး အော်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်နဲ့ဗညာပေါ့လေသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်သူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲကိုဒါနှောက်ရက်အဟန့်အတားဖြစ်အောင်ဘုံထောင်တာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမယ်ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမယ့်ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုတ်ညွတ်တောင်းပန်ချင်ပါတယ် ဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအ
အတူရောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်ပြောထုံးတယ်ဒီလည်းညီမပြောလို့လားခက်နေရ အတူရောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ်အဲ့တော့ကျုပ်တို့ရွာသူရွာသားတွေကိုကျုပ်တစ်ခုလောက်မြည်ပြရစီအခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမဲ့ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ်ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲပြီးတော့ကျွန်တော်တို့နိုင်ငံမှာဆုံးရှုံးနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ်တွေနေတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ဘဲနဲ့အားလုံးအေဂျင့်နေဖို့ဆိုရင်အစိုးရအသစ်တရက်မြန်မြန်ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့နည်းနည်းဖြစ်စွပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်အဲ့တော့ဒီတိုင်းပြည်ရဲ့အရွေးဟာကျွန်တော်တို့အားလုံးပေါ်မှာမူတည်နေပါတယ်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေပြီပဲအားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြည်အတွက်ပါကျေးဇူးတင်ကဲဒါလို့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘယ်လောက်အရေးကြီးတယ်ဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာတို့မီဦးတို့မြန်တို့မီတို့တွေ့လေမမကိုဝေဝဲဆုံးပြမနဲ့ပဲပဲရကြမယ်လေပုဂ္ဂိုလ်လွဲဆန္ဒတွေအစိုးရသမားတွေအမိမတူရင်လက်ဆက်သွားရမှုတဲ့ဒီဖြစ်ဆုံးမျိုးနောက်ထပ်မကြည့်ဘူးစန္ဒပေါ်ထုတ်ကြမယ်ပွဲပြည်သူတွေစင်နွယ်ပြည်သူတွေကပွဲသူနီစန္ဒပေါ်ထုတ်ကြမယ်ပွဲလာမယ်ခရီးတွေအချမ်းပဲနီးနဲ့ဒီမရှိနိုင်တာသိတဲ့ဒီမို့လေအနာဂတ်စီခေတ္တပိုင်းကိုသုံးဆိုင်လို့ရှိတဲ့ကြပြီအခွင့်အရေးရဲ့ဒီငြိမ်းချမ်းသွားနေတဲ့ညကိုဘယ်ပဲချစ်ပြီး